အဲ့တော့ဘာပြောချင်လဲဆိုကျွန်တော်နဲ့ကျွန်တော်ဆရာနဲ့ခဏခဏညင်ညာတယ်ဗျကျွန်တော်ဆရာကလည်းသူကအဲ့ဒေါ်လာရေးပေါ့လေဒေါ်လာရေးမှဒေါ်လာရေးဆိုတဲ့ပုံကိုဟုတ်ကျွန်တော်လည်းသူအဲ့တော့သူကဘာပြောလဲဆိုတော့ခင်ဗျားတဲ့ဗမာပြည်တဲ့ဆရာပညာတဲ့ပညာတတ်တွေပေါ့ဗျဗမာပြည်ပညာတတ်တွေတောင်ဒေါ်လာရေးလောက်နေတယ်ဆရာဝန်တွေပညာတတ်တယ်ပေါ့ဆိုမဟုတ်ဘူးဆရာဆရာဝန်ဆိုတာကအတတ်တာပညာတတ်တာမဟုတ်ဘူးနောက်တစ်ခါပြဿနာတစ်ခုရှိတယ်ပြဿနာတစ်ခုဆိုတာဒီနောက်လူတွေအတွက်ကနောက်လူတွေကျွန်တော်စိုးရင်တာရှိတယ်စိုးရင်တာရှိဆိုသူတို့ဆရာကိုကျွန်တော်သိတယ်ဆိုတော့အဲ့တော့ဘာဖြစ်လို့ဘာလို့ဒီစကားပြောလဲဆိုသူတို့ဆရာကိစ္စကျွန်တော်ပြောပြမယ်သူတို့ဆရာသူတို့အခုသူတို့ professor ပေါ့ဗျာprofessor တယောက်ဆောင်မဖြစ်ပုံကျွန်တော်ပြောပြမယ်အဲ့တော့ဆောင်မဖြစ်တော့မယ်ဗျာဆောင်မဖြစ်တော့မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဖြစ်မဲ့နေရာကိုသွားရတယ်ဗျဖြစ်မဲ့နေရာသွားတယ်အသေးစိတ်ကျွန်တော်မပြောပါဘူးသွားမယ်ဖြစ်မဲ့နေရာသွားရတဲ့အခါကျတော့ခင်ဗျားစဉ်းစားကြည့်ဗျကျွန်တော်တို့မနေ့ကနေကျွန်တော်အချိန်ကဘယ်လောက်ရလဲဆိုမနေ့ဗမာအဲ့မှာဘယ်လောက်နေရဆိုမနေ့8 နာရီထင်တယ်အရောက်သွားရတယ်ထားပါ8 နာရီရောက်သွားရတယ်8 နာရီရောက်သွားပြီးတဲ့အခါကျတော့အဲ့မှာညနေ6 နာရီလောက်ထိနေရတယ်ဗျညနေ6 နာရီလောက်ထိနေရတဲ့အခါကျတော့ဘယ်လောက်ကြာလဲဆိုတော့အဲ့ဒီမှာ6 နာရီလောက်ထိနေရတယ်ပေါ့ဗျာနေရတဲ့အဲ့တော်တွင်မှာကိုယ့်အလှည့်ရောက်ဖို့စောင့်နေရတာအဲ့တော့တကယ်ဖြည့်ခြင်းရဘယ်လောက်ရှိတယ်ဆိုတော့မိနစ်20 3 day ပဲပေါ့ဗျာအားလုံး1 နာရီပဲရှိတယ်ထားပါတော့အဲ့ဒီမှာဂျုံပေါ့ဗျာယုံဆိုတာကျွန်တော်တို့လည်းခက်ပြက်ကြီးဆိုတဲ့အခါကျတော့အဲ့ဒီမှာကဖြည့်တဲ့လူက1000ကျော်တယ်ဖြည့်1000ကျော်တဲ့ခါကျအဲ့မှာခင်ဗျမျက်စိနဲ့မြင်ကြည့်လိုက်ပေါ့ဗျာအစာအုပ်ကတိတ်ကြီးလာတယ်အစာကတိတ်သေးရတာမဟုတ်ပါဘူးသေးရတာမဟုတ်ဆိုတာ block ဆိုတာရှိတာဟုတ်တ block ဆိုတာနဲတဲ့အစာအုပ်နဲတာတော့မဟုတ်ဘူးအစာအုပ်ကကြီးရှာပါတယ်သို့တော်ညာလည်းပဲလူ1000များခဏစဉ်းစားကြည့်ပေါ့အဲ့တော့ယုံနဲ့နောက်ပြဿနာလည်းကိုယ့်နာမည်ခေါ်မကြားမှာဆိုရတယ်ကိုယ့်နံပါတ်ခေါ်မကြားမှာဆိုရတဲ့အခါကျတော့အဲ့နာမှာကိုကလည်းငုတ်တို့ကလေးထိုင်စောင့်နေရတာပေါ့နော်အဲ့ငုတ်တို့ကလေးအဲ့နာမှာတိတ်ဝေးလည်းမသွားရဘူးအဲ့တော့အဲ့နာမှာယုံပေါ့ဗျအဲ့မှာဟိုသူတို့ professor ဖြစ်မဲ့ပုံကိုကမျက်စိထဲမြင်နေသေးတယ်ဂုံဆိုဆွဲလာတယ်ဂုံဆွဲလာတော့စုကိတ်တလုံးမြနဲတိုင်းမဟုတ်ဘူးစုကိတ်ကြီးရလဲစုကိတ်တလုံးဆွဲလာကြတယ်ကျွန်တော်တုံမေအကိုဘာလောက်တာလဲဆိုတော့ဟာတယ်မင်းကလည်းတဲ့စာဖတ်မယ်လေကွာတဲ့ဟုတ်မဟုတ်ဘူးသူကျွန်တော်ပြောပြတယ်မဟုတ်ဘူးလို့ကျွန်တော်အိတ်ထဲကစာအုပ်ကလေးကျွန်တော်ထုတ်ပြတယ်စာအုပ်ကလေးကဘာလဲဆိုတော့ကျွန်တော်တို့ blue book လို့ခေါ်တယ်ဗျစာအုပ်ပြာလေးအဲ့ဒီစာအုပ်ပြာလေးကကျွန်တော်တို့ဒီဘာမင်းပဲဘာဖြစ်မယ်ဆိုတဲ့ကိစ္စတွေပေါ့နော်အကုန်လုံးကိုပြောတဲ့ကိစ္စလေးအကုန်လုံးပြောတဲ့အဲ့ဒါလေးကိုပြောတဲ့ခါကျတော့အဲ့ဒီဟာလေးကိုကျွန်တော်တို့ကအဲ့ဟာလေးကိုကျွန်တော်အဲ့ထဲထုတ်ပြအဲ့ဒီပြီးတော့ကျွန်တော်မှတ်ချက်ကလေးတွေရေးထားတယ်အဲ့လေကျွန်တော်ထုတ်ပြအဲ့ဒါလေးပိုင်အခုလုံလောက်ပြီအခုဒီဟာကြီးမလို့ဘူးဆိုမရပါဘူးမရတော့လည်းမရပါဘူးအဲ့ဒါကကျွန်တော်နဲ့တွေ့တဲ့အချိန်မှာသူပထမအချိန်ဖြစ်လိမ့်မယ်ထင်တယ်ထားတော့ပထမအချိန်ဖြစ်ဟုတ်တယ်ပထမအချိန်ပြီးအဲ့ဒါကြာပြီးတဲ့ခါကျတော့နောက်ဒုတိယအချိန်ကြာတော့ကျွန်တော်ပြောတယ်အကိုအဲ့ဒါယူမသွားနဲ့လို့ဆိုတာမရဘူးဗျထားပါတော့လေအဲ့ဒါတော့အဲ့လိုပါပဲအဲ့အတိုင်းပဲပေါ့လေအဲ့အတိုင်းပဲနောက်တစ်ခါပထမတစ်ခါကြာတယ်ပထမတစ်ခါကြာပြီးနောက်တစ်ခါပထမတစ်ခါကြာတယ်ပထမတစ်ခါကြာပြီးတော့နောက်တစ်ခါကြာတော့နောက်တစ်ခါသွားတော့လေအဲ့အတိုင်းပဲအဲ့နဲ့ဂုံနဲ့သွားရှာတာပဲ
အဲ့ဒါဘယ်နဲ့ချိန်လဲလို့မေးလို့ရှိရင် infinity ဗျပြောကြရရှိတာပေါ့တော့နောက်တော့လည်းအောင်သွားတော့ပေါ့နောက်တော့အောင်တော့ဘယ်နဲ့ချိန်မြောက်မအောင်လဲတော့ကျွန်တော်လည်းမသိဘူးဗျထားတော့ကျွန်တော်ပြောချင်တဲ့ကိစ္စကဘာလဲဆိုတော့ခုနပြောစာအုပ်တွေအဲ့ဒီအချိန်မှာခုနစဉ်းစားကြည့်ဗျအဲ့ဒီအချိန်မှာစာအုပ်ကြီးနဲ့စာအုပ်ကြီးကင်စာဖတ်နေဖို့အချိန်ရှိမရှိချိန်လည်းမရှိဘူးနောက်ပြီးတော့နေရာလည်းမရှိဘူးဗျခုနကျွန်တော်ပြောတယ်လူတစ်ထောင်လောက်ဒီထဲမှာယုံနေဆိုတော့ဘယ်လိုစာအုပ်ကင်စာဖတ်မလဲဗျအဲ့ဒါကိုစုကိတ်တစ်လုံးနဲ့စာအုပ်တွေထည့်ပြီးတော့ယူသွားတယ်ဆိုတော့စဉ်းစားကြည့်ပါအဲ့တော့သူတို့ရဲ့ professor ဗျအဲ့တော့သူတို့ရဲ့အရေးချင်းကိုကျွန်တော်သိတယ်ဗျထားတော့ရှိစေတော့ဒီကိစ္စဒီတောင်းနေပဲရက်လိုက်ဆိုဒီနေရာကျွန်တော်ပြောချင်တာကအဲ့ဒီကိစ္စပြောချင်တာမဟုတ်ဘူးအဲ့ blue book ကလေးကိစ္စပြောချင်တာ blue book ကလေးကခုနကျွန်တော်ပြောသလိုနော် blue book ကလေးကသူကဘာတွေမင်းမယ်ဆိုတဲ့ topic ကလေးတွေပေါ့ဗျာဘာတွေမင်းမယ် topic ကလေးတွေအဲသေချာရေးထားတာအဲ့ blue book ကလေးကိုအဲ့ထဲမှာကျွန်တော်တို့ဘယ် topic မှာဘယ်ဟာတွေတော့ဘယ် table မှာတော့ဘယ် topic တွေမေးပါမယ်ဆိုပြီး topic ခေါင်းစဉ်ကလေးတွေတန်းစီပြရေးထားတာကျွန်တော်ထင်ပါတယ်9မျက်နှာနဲ့10မျက်နှာကြားထဲမှာပဲရှိတယ်ကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်ဒါလေးခမရကြိုင်တာလုံလောက်တယ်လို့ကျွန်တော်ပြောအဲ့လိုပြောတဲ့အတွက်အဲ့လိုပြောတဲ့အခါမှာဒါလေးကိုခမရဟိုဘက်ထိပ်ကဒီဘက်ထိပ်အလွတ်ကျက်မလို့အလွတ်ကျက်ရင်ခမရလုံလောက်ကျွန်တော်ပြောတာမဟုတ်ဘူးဗျကျွန်တော်အဲ့မှာကျွန်တော်အဲ့မှာမှတ်ချက်ကလေးတွေကျွန်တော်ရှိတယ်မှတ်ချက်ကလေးဆိုအဲ့တစ်ခုချင်းစီခေါင်းစဉ်တစ်ခုချင်းအောင်ပါပြောရတဲ့ဆိုခေါင်းစဉ်အဲ့စာကြောင်းလေးတစ်ကြောင်းစီကျွန်တော်တို့ essay တစ်ပုဒ်ပဲအဲ့တော့အဲ့လိုလှုပ်ထားမှခင်ဗျာအဲ့လိုလှုပ်ထားမှခင်ဗျာစိတ်ချရတဲ့သဘောမှရှိပါတယ်နော်အဆောင်ဝဲအတွက်ကိုကျွန်တော်ဗာပြောခြင်းလဲဆိုတော့အခါကျတော့အခုဒါအရေးကြီးတဲ့ကိစ္စကိုကျွန်တော်ပြောရမယ်ဗုဒ္ဓဘာသာဝင်တွေမှာဟုတ်ပဋ္ဌာန်းပေါ့ဗျာပဋ္ဌာန်းပဲပြောအဓိကတော့ဗုဒ္ဓဘာသာဝင်ကပြောလို့ရှင်တော့ဥစ္စာရှိတယ်ဗျအဓိကမြင်ပြောမယ်ဆိုရင်တော့ topic 3ခုရှိတယ်ခေါင်းစဉ်3ခုခေါင်းစဉ်3ခုပေါ့နော် approach လုပ်တဲ့အခါမှာခေါင်းစဉ်3ခုရှိတယ်ခေါင်းစဉ်3ခုကဘာလဲဆိုတော့ number 1ကတော့သစ္စာဒီပါသစ္စာ၄ပါးပေါ့ဗျာသစ္စာ၄ပါးဆိုတဲ့နေရာမှာသိရမယ်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုဒီလိုပြောဒါကခေါင်းစဉ်ပြောတာလေအဲ့ခေါင်းစဉ်ပြောတဲ့ကောင်ဒုက္ခသစ္စာဆိုတာဘာလဲလို့ပြောလို့လို့ရှင်ခင်ဗျာကျမ်း10တောင်လောက်ပြုလို့ရတယ်ဗျာသိရမလားကျွန်တော်ခဏပြောသလို essay တစ်ပုဒ်စာခေါင်းစဉ်တစ်ခု essay တစ်ပုဒ်စာအဲ့ဒုက္ခသစ္စာဆိုတဲ့ခေါင်းစဉ်ခွဲရဲ့အောက်မှာခေါင်းစဉ်ပေါင်းညောင်ရသွားရဲ့စစ်ဒုက္ခသစ္စာဆိုတာကပြောတဲ့အခါကျခေါင်းစဉ်ခွဲပြန်ခွဲတဲ့အခါကျတော့နောက်ထားတော့အဲ့ဒါသိရမလားကျန်းဆောင်ပုံများစွာထွက်တဲ့ကိစ္စဗျာထို့အတူပဲပဋ္ဌာန်းဆိုတော့ပဋ္ဌာန်း20ပြောကြအောင်လား24ပြည့်စည်ရောဆိုပဋ္ဌာန်းနှိတ်တွေသားပေါ့ဗျာကဲအဲ့ဒါလေးရတာကပဋ္ဌာန်းတက်တယ်လို့ကထင်သလားတကယ်ပဋ္ဌာန်းကျမ်းအစစ်တကယ်ပဋ္ဌာန်းကျမ်းကြီးဆိုတာဘယ်လောက်ကျယ်ပြန့်လဲဆိုရင်ခင်ဗျာပြောလို့မရအောင်ကျယ်ပြန့်တယ်သမုဒ္ဒရာမဟာသမုဒ္ဒရာဒီပြင်မဟာသမုဒ္ဒရာဒီကျယ်ပြန့်တယ်လို့ပဋ္ဌာန်းကျမ်းကြီးဒီပြင်ကျယ်ပြန့်တယ်လို့ပြောလို့ချင်းပဋ္ဌာန်းကျမ်းကြီးကပို့ပြီးတော့ကျယ်တယ်မဟာသမုဒ္ဒရာတဲ့ကျယ်တယ်နော်ကောက်ပြီအဲ့တော့ခင်ဗျားတို့ဒီသိရမလားဟေတုပစ္စည်းရွတ်တဲ့အောင်လေးခင်ဗျားတို့ပဋ္ဌာန်းတက်တယ်လို့ပဋ္ဌာန်းသိရလို့ပြောလို့ရှင်တော့ဒါကုတ်ကွေးကိုထုပြီးသေဖို့ပဲကောင်းတယ်ကဲရှိသေးတော့ဒီနေရာပြောတဲ့အချိန်လိုက်ဘာပြောတဲ့အချိန်လဲဆိုတတိယအနီးပေါ့ဗျာဗုဒ္ဓဘာသာ approach လုပ်နေတယ်တတိယနီးရပါလဲဆိုတော့ပရိစ္ဆေသမုပ္ပါအဝိဇ္ဇာပစ္စယသင်္ခါရလာပြီအဲ့ဒါအဝိဇ္ဇာပစ္စယသင်္ခါရရွတ်တဲ့အောင်လေးနဲ့ခင်ဗျားတို့ကိုရတော့အဝိဇ္ဇာဆိုတာဘာလဲအဝိဇ္ဇာဆိုတဲ့နေရာမှာအဝိဇ္ဇာအဲ့တော့ဒါလည်းဦးဆိုပြောပါတယ်ဆရာတော်ကြီးများပြောပါတယ်ဒီအင်္ဂါတွေအကုန်လုံးကိုအင်္ဂါ12ပါးပါဗျာအင်္ဂါ12ပါးလုံးကိုဥဒိစ္စတတ္တလွတ်အောင်ဆိုတော့ဟလာဆိုပါတော့ဆိုတခုဆိုပါတော့ဥပမာလေးတခုပြောပါမယ်တဏှာပစ္စယဥပါဒနာပစ္စယကာမဘဝ
ကမ္မဘောအဲ့ကမ္မဘောဆိုတဲ့ဟာလေအဲ့ကမ္မဘောဆိုကန်ဆိုတဲ့တလုံးလေးကိုမလေးကြရတော့နားလည်ဖို့ဆိုတဲ့ကိစ္စအောင်မလေးကဲအဲ့တော့စကားတွေလည်းရှင်းကုန်ပြီမလွယ်ပါဘူးဗျာကိုငါတိလာပြီငါတက်လာပြီရိုင်တော့ everything ဆိုရင်တော့လေခက်တယ်ဗျာလောကကြီးအဲ့တော့ကျွန်တော်စကားကိုကျွန်တော်မြတ်စွာဘုရားစကားတော်နဲ့ပဲပိတ်ပါမယ်နော်မြတ်စွာဘုရားစကားတော်နဲ့ပိတ်မယ်ဆိုတာကဘာလဲဆိုတော့မျက်စိမှနိကေမှာအဲ့တော့သွားဆိုင်တွေ့ပါလိမ့်မယ်ကနာနာမောက်ကလိပြမနာတုတ်တံဟုတ်ပြီနော်ကနာနာပြမနာမောက်ကလိ ကနာနာမောက်ကလိပြမနာတုတ်တံဒါပြမနာဆိုပုံနာကြီးပေါ့ဗျာမောက်ကလိဆိုတာသူ့ရဲ့အနွယ်ပေါ့ဗျာကနာနာလို့ဘာလို့ပြောလဲဆိုတော့ကနာနာဆိုတာဒီမှာဆိုဘုရားရှင်ကိုသူမေးလျှောက်တဲ့ကိစ္စအဲ့ဒီမှာသူစတဲ့စကားလေးကိုမူတည်ရကနာနာဆိုတာဘာလို့ဆိုလက်ချိုးရည်အတွက်ချင်းလက်စစ်ချိုးရည်အတွက်ချင်းပေါ့ဗျာ1 2 3လေးရည်တာပေါ့အဲ့တော့ပုံနာရဘယ်လိုပြောလဲဆိုတော့ရှင်ဖျားတဲ့တပည့်တော်တို့ပုံနာတွေဆိုတာတဲ့လူတယောက်ကိုယ်စီရောက်လာရှင်1 2 3လေးလက်စစ်ချိုးရည်ရတယ်စပြီးတော့သင်ရပါတယ်ပြီးတော့မှအပေါင်းနှုတ်ပေါ့ဗျာအမြောက်စားပေါ့ဗျာသင်ချသင်ရပါတယ်အော်ဒီနေရာပြောအောင်ဗျာကျွန်တော်တို့နာမည်ကြီးစာရေးဆရာကြီးတယောက်ရှိတယ်ဘယ်သူလဲဆိုတော့စာရေးဆရာကြီးဆရာအတောင်နဲ့အောင်တင်ပေါ့ဗျာဆရာတောင်နဲ့အောင်တင်ကဘာပြောလဲကျုပ်တို့ဖုန်းကျောင်းပညာကျုပ်တို့မြမအစင်လာပညာရေးမှာတဲ့အပေါင်းနှုတ်မြောက်စားသင်ချမသင်ဘူးလို့သင်ချမတက်ဘူးလို့ဆိုပါတယ်ပြောရတာလေတခါကြတော့လေအဲ့လိုပုံကိုယ်နေနဲ့ပြောရတာလေကြွားတော့တော်ကြိုက်အင်္ဂလိပ်ရောက်လာမှကျွန်တော်တို့လူမျိုးတွေသင်ချတက်တယ်လို့ဘာလို့ဒီအမေgeometry တို့ trigonometry တို့ဒီ maths ဆိုခေါ်တဲ့ arithmetic ဆိုခေါ်တဲ့ဟာတွေအကုန်လုံးကကျွန်တော်တို့အဲ့ဒီမျက်စိမာကနေပြီးတော့အနောက်တန်းကိုရွှေ့သွားတဲ့ကိစ္စတွေကျွန်တော် tradition တွေမှာသင်ပါတယ်ခင်ဗျာသင်လည်းတက်လည်းတက်ကြပါတယ်ခင်ဗျာအောင်တပင်အောင်ဒီကိုလုံးအောင်ဒီတလုံးမြောက်ကိုကောင်မြောက်တကောင်မြာကိုစင်သွေးကိုဆက်သွေးတစ်ဆက်ရင်ကိုကောင်အဲ့ဒါအဖြေကိုပြောပါဆိုတဲ့ဟာမျိုးတွေအလန်တရာမွေတွင်းမှာခွေတနေ့လက်သက်ကျမအသက်ကျမတက်ကြရဆိုတာမျိုးတွေတောင်ရပြောရတာတစ်ခါကျပြောရတာတော်ခွာကြတယ်ရှိသေးတော့အဲ့တော့ကဏ္ဍပြမနာကဏ္ဍပုံနာရပြောတယ်အဲ့လိုလက်စစ်ချိုးရဲသွက်ချိုးတင်ရပါတယ်ပြီးတော့မှတခါအပေါင်းတော့မြောက်စားဆိုတင်ချတင်ရပါတယ်အဲ့ဒါတွေโอเคအဆင်ပြေပြီဆိုတော့မှတခါဘေရင်တင်ရပါတယ်ဘေရင်တက်ပြီးတော့မှဘေရင်3ပုံပဲဘေရင်3ပုံတင်ရပါတယ်အဲ့လိုအဆင့်တင်ရပါတယ်ပေါ့ဖျားရှင်ကိုရမကြီးအဲ့လိုတင်တယ်လားဆိုဖျားရှင်ကိုရမကြီးဟုတ်တယ်ငါစီကိုရဟန်းတပါးငါစီကိုလူတယောက်ရောက်လာလို့ချင်းငါလည်းအဲ့လိုပဲအဆင့်တင်ရတယ်အဲ့တော့နံပါတ်1ဗျာနံပါတ်1ကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လာနံပါတ်1ပါလဲဆိုတရဏဂုံ3ပါဖျားရှင်ကိုရမကြီးရဲ့ဖျားရှင်ကိုရမကြီးကိုမှန်ကန်စွာယိုသေးတတ်ဖို့ဖျားရှင်ကိုရမကြီးရောလာမြေစီမဒေတာမြေစီမ sorry အိန္ဒိယကလားစောဝါသားပါကွာဆိုတဲ့ပေါက်ချုံမျိုးတွေတော့ဗုဒ္ဓဘာခင်ဗျားတို့ကဗုဒ္ဓဘာသာလို့မပြောနဲ့ဓမ္မဖျားရှင်ကိုရမရဲ့ဓမ္မတရားတော်မြတ်တို့ကောင်းမွန်စွာယိုသေးလေးစားတတ်စေခဏပြောသလိုပါဗျာဝေဒနာပြည့်စရာတဏှာအော်ပြီးတော့ဝေဒနာပြည့်စရာတဏှာအော်တဲ့ငါဗုဒ္ဓဘာသာဖြစ်ပြီလို့မပြောနဲ့ဗျတန်ဃာတရဏဂစ္ဆာမိတော်ရခင်ဗျားတို့ပြောရတာ